ဒီဗီဒီယိုလေးထဲမှာကျွန်တော်ဆရာဒေါက်တာဖြိုးပိုင်ရဲ့ Master User Flow ရဲ့ D1 က lesson တွေကမှတစ်ခုကို share လုပ်ပေးခြင်းနဲ့ကိုယ်တိုင်လည်းပြန်ပြီးတော့ reflect ပြန်လုပ်တယ်ဆိုတဲ့သဘောပေါ့နော်။ဘာလဲဆိုလို့ရှိရင် motivation နဲ့ flow ဆိုတဲ့အရာလေးဘာအတွက်လဲဆိုတော့အလုပ်လုပ်ဖို့အဲ့တော့အလုပ်လို့ပြောလို့ရှိရင်ပတ်စံရှာတဲ့အလုပ်မှမဟုတ်ဘူးကျွန်တော်တို့ရဲ့တကွေတကာရစားတာနေတာထိုင်တာစားတာတောက်တာလေးတာတင်ယူတာအဆရှိပဲအဲ့လိုပြုမှုလှုပ်ရှားနေရတယ်မှန်တယ်မြအလုပ်ပဲပေါ့နော်အဲ့တော့အလုပ်လို့ပြောလို့ရှိရင်ပတ်စံရှာတဲ့အလုပ်ပဲပြေးမိမှာဆိုလို့ပေါ့နော်ဆိုတော့အဲ့တော့ motivation ဆိုတာဘာလဲ flow ဆိုတာဘာလဲအဲ့တော့ motivation ဆိုတာကကျွန်တော်ဒီတစ်ခုခုကိုစတင်လှုပ်ဆောင်မှုအတွက်လုပ်ပေးတာအဲ့ဒါ motivation သူကဘယ်ကနေလာတာလဲဆိုတော့ကျွန်တော်ဒီ pain လို့ခေါ်တဲ့နာကျင်မှုရဲ့ peer pressure လို့ခေါ်တဲ့ပျော်ရွှင်မှုကနေလာတယ်ပေါ့အဲ့တော့လူတွေကနာကျင်နေဆိုလို့ရှိရင်လည်းလုပ်တယ်ပျော်ရွှင်နေဆိုလို့ရှိရင်လည်းလုပ်တယ်အဲ့ဒါကြောင့်တော်တော်များများမှာကျွန်တော်စူပေးတံပေးစနစ်ဆိုတာရှိတာပေါ့နော်ဘာကြောင့်လဲဆိုတော့သူတို့လှုပ်စေခြင်းလို့ပေါ့နော်ထားပါတော့ဥပမာကျွန်တော်ထိုင်းစကားပေါ့နော်ကျွန်တော်ထိုင်းနိုင်ငံရောက်နေထိုင်းစကားမလေးကိုကလုပ်ငန်းခွင်တစ်ခုမှာထိုင်းစကားမလေးလာလို့ရှိရင်ထိုင်းစကားမတက်လို့ရှိရင်ခွဲခြားဆက်ဆံခံရတယ်ကိုညီဆိုလို့ရှိရင်တခြားသူကိုညီသွားတောင်းရတယ်သူတို့မကိုညီတဲ့ခါကိုမှဒုက္ခရရတယ်အဲ့လိုမျိုးနာကျင်မှုဖိနေကြောင်းကိုကထိုင်းစကားလေးလာဖြစ်သွားတယ်အဲ့တော့အဲ့လိုမျိုးလေးလာဖြစ်အောင်လုပ်ပေးလိုက်တဲ့ဒီ pain ပေါ့နော် motivation တစ်ခုဖြစ်သွားတယ်ပေါ့နော်အဲ့လိုပဲဒီစန့်ကျင်ဘက်ဒီပျော်ရွှင်မှုဆိုတဲ့ထားပါတော့ကိုကထိုင်းစကားတက်တယ်ဆိုလို့ရှိရင်နေရာကောင်းကောင်းအလုပ်ကောင်းကောင်းပုံဝင်ခြင်းကောင်းကောင်းမို့ရသွားမယ်အဲ့လိုမျိုးကောင်းတဲ့အရာရဲ့ပျော်ရွှင်မှုကိုမြင်ပြီးတော့လေကျွန်တော်တို့ကဒီတစ်ခုခုစတင်လှုပ်ဆောင်တယ်ပေါ့နော် motivation ရတယ်ပေါ့အဲ့ဒါက motivation pain ကနေလာတယ် pressure ကနေလာတယ်ပေါ့ flow ကကြတော့အဲ့ဒါရဲ့စန့်ကျင်ဘက်တော့ဘယ်လိုမျိုးလဲဆိုတော့motivation ကစတင်အောင်ပဲလုပ်ပေးတာ flow ကကြတော့သူအမြဲတမ်းလုပ်ပေးနေတဲ့အမှုချင်းတစ်ခုလိုပဲလုပ်ပေးတာသူကကိုယ့်ရဲ့အားသာချက်တွေကိုသိပြီးတော့ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို flow ကလုပ်ပေးတာထားပါတော့ကိုကချိန်ထားတာတစ်ခုရှိတယ်မနှက်ပြန်သွားရမယ်ပေါ့နော်ချိန်ထားအပြင်သွားရမယ်အဲ့တော့သွားမယ်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့အပြင်ထွက်မယ်ဆိုလို့ရှိရင်သွားကနေကြမှာ passport ရှာရတာစာအုပ်ရှာနေရတာပတ်စံအိတ်ရှာနေရတာပြီးမနှက်ပြန်သွားလို့မနှက်ပြန်အဲ့မနှက်ရောက်ခံမှာငါဘာအိတ်ဝေးရမလဲဘာဖက်နဲ့စီးရမလဲဘယ်လိုသွားရမလဲလမ်းကြောင်းတွေရှာရတာအဆရှိသဖြင့်လောက်ခံမှာအဲ့လိုမျိုးဗျာများနေတာအလုပ်တွေကစီးထားတာမျိုးမဟုတ်ဘဲနဲ့ပွားတန်ကျဲတယ်အများကြီးလူလည်းပြင်မှန် energy လည်းကုန်နေပေါ့နော်အဲ့လိုမျိုးမှာ flow ကဘယ်လိုလုပ်ပြရလဲဆိုတော့ okay မနေ့ပြန်ချင်းထားတာတခုရှိတယ်အဲ့တော့မနေ့ပြန်ချင်းထားတာတခုရှိရယ်ဘယ်နေရာသွားရမလဲဘယ်အချိန်လဲပြီးရင်မနေ့ပြန်ကိုဘယ်အဝတ်စားဝဲရမလဲဘယ်အင်ကြီးဝဲရမလဲပြီးရင်ညကြရဲကနေပြီးတော့အဲ့ဒါတွေကိုစီစဉ်ထားတာပြီးရင်မနေ့ပြန်ယူသွားမယ် passport တွေပတ်စံအိတ်တွေစာအုပ်တွေအထောက်ထားတွေလိုအပ်တဲ့ပစ္စည်းတွေအစင်သစ် ready လုပ်ထားတာပေါ့နော်အဲ့တော့မနေ့အိတ်ရထားတာနဲ့မျက်နှာသစ်ရေမိုးချိုအဝတ်စားဝတ်ပြီးတော့လိုအပ်တာတွေပစ္စည်းယူပြီးတော့ကောက်ထွက်သွားရုံပဲ flow ကအဲ့လိုမျိုးပေါ့နော် flow ကအဲ့လိုမျိုး flow ရေစီးချောင်းတိုင်းအလုပ်တွေကိုပင်ပန်းစရာမလိုပဲနဲ့လုပ်သွားတာပေါ့နော်အဲ့တော့အဲ့ဒီမှာစာတာတော့ပြန်ပြောတဲ့စကားတစ်ခုကိုကြိုက်လို့ပေါ့နော်စကားရောင်ထစ်ကုန်ပြီဘာလဲဆိုတော့အလုပ်လုပ်တာကိုအလုပ်လုပ်တယ်လို့မခံစားရမှအောင်မြင်မှာအဲ့ဒီစကားကိုကြားလိုက်စမ်းပါဟုတ်တယ်ပေါ့နော်ကျွန်တော်စဉ်းစားကြည့်လိုက်အဲ့တော့ကိုကမနက်စောစောအိပ်ရထားရတာဝိတ်ချရတာကတခြားသူတိုက်တွန်းလို့သို့မဟုတ်ငါလောရမှာငါအဟွာလုံချင်းထားကိုလုံနေရတာဆိုတော့အလုပ်တစ်ခုကိုလုံနေတဲ့ခါကျရင်ပင်ပန်းနေမယ်ပင်ပန်းနေလို့ပဲခံစားရမယ်အဲ့လိုပဲ flow မရှိတဲ့ခါကျလို့ရှိရင်လေခုနကလိုဘာမှမပြင်ဆင်ထားဘဲနဲ့တခြား flow ထဲရောက်နေတာမျိုးဆိုလို့ရှိရင်passport ရှာစာအုပ်ရှာနေရတာအခုခန်းထဲမှာလိုက်ရှာနေရတာအလုပ်တစ်ခုလိုဖြစ်ပြီးတော့ပင်ပန်းနေလိမ့်မယ် energy ကုန်နေလိမ့်မယ်ပေါ့နော်အဲ့တော့အလုပ်လုပ်တယ်လို့မခံစားရဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကရေရှည်မှာလိုအပ်တဲ့ဒီ flow ဆိုတဲ့အရာတစ်ခုလိုအပ်တယ်ပေါ့နော်အဲ့ဒါ flow ကိုလည်းတကူမှန်တော့ရေစီးချောင်းပေါ့နော်သူကဒီ resistance တွေအတားအဆီးတွေ short ချတာခုနကလိုအရေးကြုံမှာပတ်စုပ်ကောက်ရှာနေရတာအဲ့လိုမျိုးအတားအဆီးတွေမလိုအပ်တဲ့ energy ကုန်တာမျိုးတွေအချိန်ကုန်တာမျိုးမဟုတ်ဘဲနဲ့ရေစီးချောင်းတိုင်းပဲသွားတဲ့ဟာမျိုးပေါ့နော်အဲ့တော့အဲ့ဒီမှာ3 easy steps ဆိုတာရှိရပေါ့နော်ကျွန်တော်အလွယ်ကူဆုံး3စင်းလောက်နဲ့ပြီးအောင်လုပ်တာမျိုးပေါ့နော်flow ထဲမှာရှိရပေါ့နော် okay အဲ့တော့ဒီနေ့မှာ share လုပ်ပေးချင်ခဲ့ရတော့ okay ဗီဒီယိုမြတ်တဲ့ကြာပြီပေါ့နော် motivation ရဲ့ flow ရဲ့အဲ့တော့ motivation ဆိုတာဘာလဲတခုခုစတင်အောင်လုပ်ဆောင်ပေးတာဘယ်ကလာတာလဲ pain နဲ့ပျော်ရွှင်မှုလို့ခေါ်တဲ့ pressure နေလာတယ် flow ကကြောင့်အဲ့ဒါဆန့်ကျင်ဘက်သူကအမြဲတမ်းလုပ်ပေးအောင်လုပ်ပေးတာပြီးရင်အတားဆီးရှော့ချပေးတာပြီးရင်အလုပ်လုပ်တယ်လို့မခံစားရအောင်လုပ်ပေးတာပေါ့နော်အဲ့ဒါဆို flow အဲ့တော့အလုပ်ကျွန်တော်ငွေရှာတဲ့အလုပ်မှမဟုတ်ဘူးကိုယ့်ရဲ့နေ့စဉ်တကူတကားလုပ်တာလည်း flow ရှိဖို့လိုတယ်ပတ်စံရှာတဲ့နေမှာလို့ flow ရှိဖို့လိုတယ် video editing လုပ်လို့ရှိရင်လည်းအဲ့လိုပဲ flow ရှိဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီနေ့မှာအဲ့ဒါ share လုပ်ပေးကြပြီးကိုယ်တိုင်လည်းဒါကို reflect ပြန်လုပ်တာပေါ့နော်ပြန်နဲ့သုံးသပ်တာပေါ့ဒီလောက်ပါပဲ
ကူးကြည့်နေတဲ့သူတွေအတွက်တစ်ခုရောက်တော့မယ်လို့လည်းယုံကြည်တယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်လည်တွေ့မယ်ဗီဒီယိုတွေလည်းဆက်ရိုက်နိုင်ဖို့လည်းကြိုးစားပါမယ်